ကြီးခွင်နေတဲ့တောင်တန်းကြီးတွေရဲ့အကြားမှာဟေဝနန်လို့ခေါ်တဲ့အလွန်တရာတဲ့မြို့ပြနိုင်ငံလေးတစ်ခုရှိခဲ့ပူကားတဲ့အဲ့ဒီမြို့ဟာတောင်ကုန်းရင်းမြစ်ပေါ်မှာတည်ရှိပြီးတော့ပတ်ပတ်လည်မှာလည်းမြင်းတွေကအမြဲဖုံးလွှမ်းနေတာကြောင့်အခြားလူတွေအလိုတကူရှာမတွေ့နိုင်တဲ့လက်ဝဲမြို့တော်လို့လည်းအမည်ကျော်ကြားလာပါတယ်အဲ့ဒီမြို့တော်မှာမင်းရဲကျော်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိပါတယ်သူကတော့မြစားမင်းရဲ့သားတော်မဟုတ်ဘူးလို့တစည်းသားလည်းမဟုတ်ပါဘူးသူဟာတောင်ပေါ်ကစိတ်ဆရာကြီးတဦးရဲ့လက်အောက်မှာပညာသင်ကြားနေတဲ့မိဘမဲ့လူငယ်လေးတဦးသာဖြစ်ပါတယ်ဒါပေမဲ့မင်းရဲကျော်မှာထူးခြားတဲ့အချက်တစ်ခုရှိပါတယ်ဒါကတော့သူ့ရဲ့လက်မောင်းမှာမွေးကလေးကပါလာတဲ့ငကားအကျေးပုံစံမဲ့ဆုံးတစ်ခုပဲဖြစ်ပါတယ်တနေ့မှာတော့ကောင်းကင်ရံတစ်ခုလုံးမဲမောင်သွားပြီးတော့ထူးဆန်းတဲ့မူယူတန်တွေတစ်မျိုးလုံးဒုက္ခသွားအောင်မြည်ပြီးလာပါတယ်အဲ့ဒီအချိန်မှာမင်းရဲကျော်ရဲ့လက်မောင်းကမှဲ့ဟာမိခဲလိုပူလောင်လာပါတော့တယ်။ဇာကြီးကျွန်တော်လက်မောင်းပူနေတယ်။ဘာဖြစ်တာလဲမသိဘူး။မင်းရဲကျော်ကအော်ဟစ်ပြီးဆေးဆရာကြီးဦးမင်းကောင်စီပြီးသွားပါတယ်။ဆရာကြီးဦးမင်းကောင်ဟာမင်းရဲကျော်ရဲ့လက်မောင်းကိုကြည့်ပြီးမျက်နှာပြတ်သွားပါတယ်။အချိန်တန်ပြီးတဲ့ငါတပည့်မင်းရဲကန်သမားကမင်းကိုခေါ်နေပြီ။ဆရာကြီးကဖုန်လီတက်နေတဲ့တစ်တောင်ဦးတစ်လုံးကိုဖွင့်လိုက်ပြီးတော့ဟောင်းလွှမ်းနေတဲ့တည်ရည်မြေပုံတစ်ခုထုတ်ပြပါတယ်။ဒီမြေပုံမှာဘိုးရှိဘိုးဘွားတွေလက်ကပဲကပျောက်ဆုံးနေတဲ့တကားပလင်စီကိုတွားရမယ့်လမ်းညွှန်မှုမျိုးဖြစ်ပါတယ်။တကားပလင်ကဒီမျိုးတော်ရဲ့အတက်တွေးကြောပဲ။အခုအမောင်တို့ကရုပ်ကိုဝါးမြူကိုပူနေပြီးဒီပလင်ပေါ်ကတကားမျက်လုံးပြန်များကိုပြန်မရရင်ဘာလို့မျိုးတော်ကြီးပြဖြစ်သွားလိမ့်မယ်လို့ဆရာကြီးကအလေးလေးနဲ့ပြောလိုက်ပါတယ်။မင်းကြီးကျော်ဟာကြောက်ရွံ့စိတ်ရှိပေမဲ့မိရထိုင်လေးမျိုးကိုကာကွယ်ဖို့အတွက်သူ့စုံစားကံကိုလက်ခံလိုက်ပါတယ်။သူ့ကိုကူညီဖို့အတွက်လူစားမင်းရဲ့သမီးတော်ဈေးတက်မှာကျွမ်းကျင်တဲ့စောနင်းတွေကလည်းအပေါ်ဖြစ်လိုက်ပါဖို့ဆုံးဖြတ်လိုက်ပါတယ်။လူလုံးမြင်းတွေကြားကနေတောနက်ထဲကိုစတင်ထွက်ခွာလာကြပါတယ်။တောလန်းဟာကြမ်းတမ်းလာလို့လမ်းခီးမှာလည်းလူမမြင်ဘူးတဲ့ထူးဆန်းတဲ့တော်ဝါကြီးတွေရဲ့အော်ဟစ်တံကိုကြားနေရပါတယ်။ခရီးနှစ်နာရီနဲ့နေဝင်ရီရောအချိန်မှာတော့သူတို့ဟာတောင်နဂါးကျောင်းလို့ခေါ်တဲ့အလွန်နဲ့ဆိုင်တဲ့6ကဘာကြီးတစ်ခုကိုရောက်ရှိသွားပါတယ်။အဲ့ဒီ6ထဲကနေကျောင်းမကွယ်ကောင်းတဲ့အခုမှုတွေတက်လာပြီးတော့သူတို့ရှိမှလူတစ်ပိုင်းရှိတဲ့ကင်းဆောင်အတူရာကြီးတစ်ကောင်ပေါ်လာပါတော့တယ်။အသက်ကိုမနှမျိုးတဲ့လူသားတွေဒီနေရာကနေဘယ်သူမှကြောက်ဖြတ်ခွင့်မပေးနိုင်ဘူးလို့အတူရာကြီးကဟင်းအောင်လိုက်ပါတယ်။မင်းရဲ့ကြောကသူ့ရဲ့ဓာတ်ကိုတင်းတင်းဆုပ်ကန်လိုက်ပြီးစောနင်းတွေကလည်းဒေးကိုမျှတင်လိုက်ပါတယ်။သူတို့ရဲ့ပထမဆုံးတိုက်ပွဲကတော့ခုမှစတင်တော့မှာပါ။အပိုင်းလေးကိုစတင်ပြီးမှဖြစ်တဲ့အတွက် like and subscribe လုပ်ဖို့ပြပါလေနော်။